တူဂျူမှာနာမည်ကြီးပြီးတော့အလုပ်အတွက်လည်းအရန်စိတ်ချရတယ်ပြီးတော့ facility လည်းကောင်းတဲ့ Neo Kokaku ရဲ့ Salmon Kokaku အကြောင်းကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပေးသွားချင်ပါတယ်။ကျောင်းက Hachioji Campus နဲ့ Kamada Campus ဆိုပြီးတော့နှစ်ခုရှိပါတယ်။ကျောင်းမှာအခုလက်ရှိတက်နေတဲ့မြန်မာ senior တွေလည်းအများကြီးရှိပါတယ်။ကျောင်းမှာဘာသာရပ်တွေအများကြီးရှိပြီးတော့ ID နဲ့ software development အပိုင်းမှာဆိုလို့ရှိရင် programming AI cyber security ရှိပါတယ် creative design နဲ့ animation ဘိုင်းမှာဆိုလို့ရှိရင်တော့ 3D modeling game development လည်းရှိပါတယ် engineering နဲ့ robotics ဘိုင်းမှာဆိုလို့ရှိရင် electronic robotic technology music and entertainment အပိုင်းမှာဆိုလို့ရှိရင်က sound engineering video production နဲ့အိမ်တွင်းလှဆင်တဲ့ interior design တွေ Kinchiku design တွေကိုလည်းလေ့လာလို့ရပါတယ်။ကျောင်းဝင်ဝင်အတွက်ဆိုလို့ရှိရင်အနည်းဆုံး N3 N2 level လောက်လိုအပ်ပြီးတော့ကိုက N2 အောင်မြင်ထားမယ်ဆိုလို့ရှိရင်ကျောင်းလက10,000 short စီရရှိနိုင်ပါတယ်။ N1 ပါအောင်ထားမယ်ဆိုလို့ရှိရင်ကျောင်းလက short စီအပြင်တခြား scholarship တွေလည်းရရှိနိုင်ပါတယ်။တကယ်လို့ဒီကျောင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရဆိုလို့ရှိရင်ကျောင်းရဲ့ website မှာအသေးစိတ်လေ့လာလို့ရပါတယ်။တကယ်တခြားသိချင်တာရှိသေးမယ်ဆိုလို့ရှိရင်လည်း comment မှာရေးပြီးတော့မေးလို့ရပါတယ်ကျွန်တော် reply ပြန်ပေးပါမယ်ခင်ဗျာ။